Zero dia di the pian la più ma psira da ja ya ni ya we ma tra chi le parmi se a lo ku do se a lo ne nya ma so bi la mi tai ba phe tan the chang ma phe the dhan ma phe te the ji ma phe the ka ba phe thawara ku do a lo pa win nai ya on so bi ra u za ne the city ma a mya ko za chi yoလူကြီးရမရဖကိုစားနေတဲ့စစ်ဒီ line ပေါ်ကနေ Facebook ပေါ်ကနေ online ပေါ်ကနေတဲ့စစ်တိုက်တော်နိုးစောလာရပါတယ်ထာဝရကုသိုလ်ပါပဲတရားလူဆိုတာလမ်းတို့တရားတို့ဆိုတာထာဝရကုသိုလ်ပါပဲသမင်းဆိုတာတရားတယ်မစားရလို့ဖြစ်ပေမဲ့လမ်းဆိုတဲ့အရာခီးဆိုတဲ့အရာတရားတယ်မသွားလို့မဖြစ်ပါဘူးအနည်းဆုံးတော့မှကိုယ့်အိမ်ဘေးနားလမ်းမပေါ်ဆောက်ပြီးတော့ဒါမှအပြစ်ထွက်ပြီးတော့လမ်းပေါ်လာဆောက်ရတာပဲအဲဒါကြောင့်မတရားဆိုတာတရားဆောက်ခြင်းတရားဆောက်လူချင်းဆိုတဲ့ကုသိုလ်ကအင်မတန်မှထာဝရကုသိုလ်လို့ဦးဇင်းတို့တရားဒေသနာတော်ထဲမှာကြားနာခဲ့ရပါတယ်တရားသွားလာဖို့ဝန်တေကာသွားလာဖို့သွားလာရစီပင်နေဖို့အတွက်ဒီမှာတဖန်ဘီလာမြင်နဲ့ပြန်နေဆောက်မှာဖြစ်ပါတယ်အဲဒါကြောင့်ယနေ့ညဝေဖြစ်စေဟောနိုင်ငံခြားနဲ့ဖြစ်စေရွာပြည်တွင်းဖြစ်စေပြည်ပဖြစ်စေနေမြမဆိုပါဝင်လူတန်းနိုင်ပါဆိုနိုင်ပါကြောင့်ဆိုတဲ့အကြောင်းကိုနေပါကိုကြိုးမြော်ရင်နှောစောလိုက်ရပါတယ်အဝင်လူတန်းဆက်ချင်းလို့စီရင်ဆက်ဦးစင်းနဲ့ဆက်တော့ရပါတယ်ဦးစင်း Facebook ကောင်းတော့စေဩတရပါခင်ဗျဖုန်းနံပါတ်တော့တင်ပြလိုက်မှာပါတရားနဲ့ကြိုးပဲ့ရိုင်းကုန်ပြီဖြစ်တဲ့အတွက်ကြောင့်စီးပွားရေးကျန်းမာရေးလူမှုရေးဆက်ဆက်ရသွားလာလို့စေပြနိုင်ရအတွက်ဘုရားတို့ဒီကနေရမရဖစီရွာလူကြီးတို့စုပေါင်းပြီးတော့ပြုလို့တရားတိဆောက်မှာတဖန်ပြန်လာပြီးတော့အောက်တရားဘီလာမြေတရားတဖန်ပြန်လာတိဆောက်မှာဖြစ်ပါတယ်အခုကတော့တေတရားတော့ချင်းမကောင်းတော့ပါဘူးခင်ဗျာ